hello 对嘞，一出路帮爱ta hello JESUH LEITUNGAH ong PAINA AHANG mo JESUH LEITUNGAH ong PAINA AHANG picnic pai ding ang pai mo mga hiya li la ji pai ding ang pai mo wang let na kha ding pe wang pai lel mo tang thu khat om na ding ong pai lel mo chỉ ngay sốt ding chu pi ma mai ကျွန်တော်ခေါင်းစဉ်မှာမြင်ထားတဲ့အတိုင်းပေါ့နော်ခရစ်တော်လောကသို့ကြွလာတယ်ဆိုတာကဖြိုးပွဲစားထုတ်ဖို့အတွက်လားသူ့ရဲ့တကူရဲ့အတွက်သူ့အကျိုးအတွက်လားဒါမှမဟုတ်အကြောင်းတချို့သောအရာတွေအတွက်လားသလားဆိုတာပြန်လည်ပြီးမှကျွန်တော်ဆင်ခြင်နှလုံးသွင်းဖို့အရေးကြီးပါတယ် Toy manina to pa JESUH LEITUNGAH ong PAINA AHANG pen mimal khat simina ithupi ngai sut ngau ding thupi အဲ့ဒါကြောင့်ကျွန်တော်တူတယောက်စီတိုင်းကခရစ်တော်ကြွလာရတဲ့အကြောင်းရင်းကိုအသေးချာလေးနဲ့ဆင်ခြင်ဖို့အရေးကြီးပါတယ် tutungina Mandalia fire conference bolia ပြီးခဲ့တဲ့ဘက်တွင်မှာကျွန်တော်မန်လေးမှာ fire conference ကျင်းပခဲ့ပါတယ် wa ja khaim pek panina copy tom panong ki pai မြန်မာနိုင်ငံမြို့ကြီးတော်တော်များများကနေလာတယ်အထူးသဖြင့်ရခိုင်ကဲ့သို့ဝေးလံခေါင်တည်တဲ့အဝေးဆုံးကအရက်ဒေသကလည်းလာကြပါတယ် zan somni le thumni kong chau changina Mandali copy sung panin airport ong puak motor hall taxi hall te ma ကျွန်တော်23ရက်နေ့မန်လေးကနေဒီကလေးကိုပြန်လာဖို့အတွက်လေစိတ်ကိုလာတဲ့ချိန်မှာ taxi hall pa kyanga hi Christmas thu na the hiam chi kai ve အဲ့မှာကျွန်တော်စီးလာတဲ့တက္ကစီရီမောင်းသမားစီမှာခရစ်မတ်အကြောင်းသိပါသလားဆိုပြီးကျွန်တော်မေးခဲ့ပါတယ် the ma ing chi သိပါတယ်လို့ပြောပါတယ် toile tapi ro te to na ki chwa nge hiam ka chi le အဲ့မှာကျွန်တော်အဲ့ဆိုရင်ခရိယန်တွေနဲ့ရောအပေါင်းအသင်းဖြစ်ခဲ့ဘူးသလားဆိုပြီးကျွန်တော်ဆက်ပြီး chwa မေး nge ခဲ့ ma ing chi တကယ်ချင်းဖြစ်ခဲ့ဘူးတဲ့ဆိုပြီးကျွန်တော်ဖြေပါတယ် toile Christmas to ki sai na tel teng ong gen sino chi kai ve အဲ့ခါကျကျွန်တော်အဲ့ရီမောင်းကိုစစ်မေးလိုက်တယ်ဆောင်းခရစ်စမတ်နဲ့ပတ်သက်ပြီးတိတမျှကျွန်တော်ပြောပြပါဆိုပြီးကျွန်တော်မေးလိုက်ပါတယ် to ka cha aman bang gen hiam chi le hi pen tapi ro te pasya ni swa poi hi let song khat le khat ki piak poi to tak te lungdam the na dinga program tom vai hom poi hi chi mo kai အဲ့မှာတက္ကစီရီမောင်းမှာကျွန်တော်ဘာပြောလဲဆိုတော့ခရစ်စမတ်ဆိုတာခရိယန်တွေရဲ့ဖျားရဲ့မွေးနေ့ဖြစ်တယ်တူးနဲ့တူးလက်ဆောင်ဖလှယ်တဲ့နေ့ရက်ဖြစ်တယ်သူတို့အတွက်ပျော်စရာကောင်းတဲ့နေ့ထူးနေ့မြတ်ဆိုပြီးကျွန်တော်ဖြေပါတယ် toy tak te kalung sim tambi tak ong lo ngai ve အဲ့မှာသူ့ရဲ့စကားတွေကကျွန်တော်နှလုံးသားကိုအင်မတန်မှတိုးထိပါတယ်ခင်ဗျာ ama biakina tamve pi pa ing chi तू ကကျွန်တော်ဘာဆက်ပြောလို့ဆိုတော့ခရိယန်ရဲ့ဖျားเจ้าလဲကျွန်တော်အချိန်ဖန်မြောက်များစွာရောက်ခဲ့မှုတ tapi ယ် ro te to jong ki thua ing chi ခရိယန်ပေါင်းသင်းလည်းအများကြီးရှိခဲ့တယ်တဲ့ i Christmas po ya jong tamve pi ki heling chi အဲ့လိုပဲခရစ်စမတ်ပွဲလဲသူတို့နဲ့တူကျွန်တော်ချိန်ဖန်ပေါင်းများစွာဆင်နွှဲခဲ့မှုတယ်လို့ပြောပါတယ် ai jong ama i tel chu pen poi khada tel mo ke ဒါပေမဲ့ तू နားလေတဲ့ခရစ်စမတ်ကပွဲလမ်းတပင်တက်ဖြစ်ပဲ तू သဘောပေါက်တာဖြစ် ei tapi ro tambi tak ten poi khalle la ngai suni changa ထိုနည်း၎င်းပဲကျွန်တော်ခရိယန်မြောက်များစွာသောခရိယန်တွေကလည်းပဲခရစ်စမတ်ကိုပွဲလမ်းတပင်ဖြစ်ပဲကျွန်တော်သဘောပေါက်တာ ingap le pai ngap ke pai lo sia သွားခြင်းသွားမယ်စိတ်မပိုင်မသွားဘူးပေါ့ဗျာ ilung simanop le pai nop ke le pai lo sia စိတ်ပါလို့ရှိရင်တော့သွားမယ်မပါလို့ရှိရင်အိမ်မှာနေခဲ့မယ်ပေါ့ tua pen ikimi pam ipuak khiat dan emission man lo we ဒီလောက်ရက်ကပတ်ဝန်းကျင်မှာရှိတဲ့လူတွေစီမှာဘာတည်းပါတယ်လဲဆိုတော့အိမ်မှာတမ်းမှရေးကြည့်ပါတယ် cha kyong lampia nai khat ki pai ai changa lampi tonga Christmas chi Chris le mas i thu gen ke ve အဲ့ဒါကြောင့်ကျွန်တော်လေစိတ်ကိုသွားတဲ့လမ်းတစ်လျှောက်မှာနိုင်တနိုင်စာအချိန်ရတဲ့အတွက်ကြောင့်ခရစ်တော်နဲ့မဆိုတဲ့လူတို့အကြောင်းကျွန်တော်မိတ်ဆက်ခဲ့ပါတယ် khasyang dawina ma lo ngai manin tu na teling chi mo ke ကျွန်တော်ပြောရင်းနဲ့ဝိညာဉ်တော်သူ့တိုးထီတဲ့အတွက်ကြောင့်အခုခရစ်စမတ်ကြောင့်ကျွန်တော်ကောင်းကောင်းသဘောပေါက်ပြီဆိုပြောပြပါတယ် kawan lengu kilap la khadi ngai chiang hi kele lam kiang khola khuk din akap no mi zen
ကျွန်တော်လင်းစိတ်ကိုချိန်ပြီးတွားရမှာမလို့တော့မဆိုလို့ရှိရင်သူနဲ့ခိတ္တခဏလမ်းဘေးမှာချိန်စိတ်ယူပြီးမှဒူးတော့ပြီးသူစက်ကချင်းနဲ့စိတ်တဖောဖောပေါ်လာတယ်ပြောပါတယ် tu na Christmas achi ben tua hi mok chi na nak pi takin gen pa pai အဲ့ရင်မောင်းကဘာပြောလို့ဆိုတော့ခရစ်စမတ်ဆိုတော့အတိတ်ပဲအရင်အမှန်ကဒီလိုပါလားဆိုပြီးပြန်ပြီးကျွန်တော်ပြောပြပါတယ် van leng tung to na kalung sim nak pi takin ong kelong ကျွန်တော်လင်းစီးလာတဲ့ခရီးတစ်စင်တစ်လျှောက်လုံးကျွန်တော်လုံးသားအမတန်တို့ထီပါ ei a om sa ta pi do ten jong tua mo to a hol koma atil bang lian bekin kitel le chi kai ကျွန်တော်တို့ယုံကြည်ပြီးသားယုံကြည်သူတွေကလည်းပဲထိုရင်မောင်းကမောင်းနေရင်းနဲ့ခရစ်စမတ်ကြောင်းနားလေတကယ်တော့ကျွန်တော်တို့လည်းနားလေစီစဉ်ပါတယ် dai mani na thu mi te na i Christmas don dan te nak pi taka et phathwai to ki tak te denai chi ma bangin poi program khat zo man the na dinga ingai sut ziaw mana bangaya hi sanga achupi zona tambi koi thei ve အဲ့ဒါကြောင့်ကျွန်တော်တို့လည်းပဲခရစ်စမတ်အကြောင်းဘယ်လိုသဘောပေါက်တယ်လဲဆိုတာပြန်လည်ပြီးဆင်ခြင်ဖို့ရည်ကြီးသလိုဒီခရစ်စမတ်ဆိုတာပွဲလန်းတပင်တက်တက်မဟုတ်ဘူးအစီအစဉ်တစ်ခုပြီးမြောက်ယုံတက်တက်မဟုတ်ပါဘူး ama Chris mas ichi pen Chris mi te agum dinga pasen sataw nil pale mas ichi mipi gup ding akisam mi te akimu ni pen Christmas ichi ခရစ်စမတ်ဆိုတာကဘုရားဘိတ်သိက်ထားတဲ့ခရစ်တော်ရဲ့ကယ်တင်ခြင်းအကျွတ်တရားရဖို့အရေးကြီးတဲ့လူထုစုံတွေ့တဲ့နေ့ရက်ကိုခရစ်စမတ်လို့ခေါ်သမုတ်တာဖြစ်ပါတယ် doi changa akimu nai lo ten zong gum pa to kimu ding kal ngak la dingo အဲ့ဒါကြောင့်ဒီအရာကိုမကြုံသေးတဲ့လူကလည်းပဲကယ်တင်ရှင်နဲ့တွေ့ဖို့အတွက်သူတို့ရင်ခုန်စွာစောင့်စားကြပါပဲ akimu sate ina lungdam ma to ni ngak la di အဲ့လိုပဲကယ်တင်ခြင်းရပြီးတော့သူများကလည်းပဲဝမ်းမြောက်ဝမ်းသာစွာဖြင့်ဒီနေ့ထိုးကိုသူတို့စောင့်ဆိုင်တာဖြစ်တယ် bang yam chile to nia jesu tunga akau ding thu tam lo အချောင်းရင်းကအဲ့နေ့မှာသူတို့ကမဲတော်ဖျားစီမှာပြောပြမဲ့အချောင်းရမြောက်များစွာရင်ထဲမှာတူလောင်ထားလို့ဖြစ်တယ် vai dang to gom ngam ding lo အခြားသောအချောင်းရာတွေနဲ့ယောသမမွေးစရာအကြောင်းကိုမရှိဘူး dai mani na pasianin ong he pi ma hi kele tu na leitung mun tom ma hi hu nom dak ki jang the non lo wai ve ဖခင်ရဲ့ဂျေဇုတော်တက်တက်ကြောင့်တာမဟုတ်လို့ရှိရင်အခုကဘာပေါ်မှာဒီခရစ်စမတ်ရာသီငြိမ်းချမ်းစွာမဆောင်ရွက်နိုင်တဲ့နေရာတော်တော်များလာပါပြီ dai manin tu nia thu mi te tunga gonggen no ben hi jesu ong PAINA AHANG pen nakpi takina isangam kol de paule samiu pian eknel haya i hai ding ai အဲ့ကြောင့်ဒီကနေ့ကြောက်လာတဲ့ဓမ္မအမိတ်ဆွေညီကောင်မောင်နှမများခရစ်စမတ်ရဲ့မူရင်းအနှစ်အတိတ်ပဲကိုကျွန်တော်ပြန်လည်ပြီးမှစမြုပ်ပြန်ကြပါစို့ tu nia tom chei pe ni na hun tom khat la khom ni ကျွန်တော်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးချိန်နဲ့ငယ်ယူပြီးဆင်ခြင်ဖို့ကျွန်တော်တိုက်တွန်းချင်ပါတယ် to pen jesu leitunga ong pai suk na ahang pen bangyam chile pasian gel na atang tut na ခရစ်တော်လောကကိုကြွလာရတဲ့အကြောင်းရင်းကဖခင်ရဲ့အကြံစီပြည့်စုံလာဖို့ဖြစ်တယ် lai siang no sunga pasian ni na khem pe gel sa akoi တမန်ကျမ်းစာထဲမှာကျွန်တော်မြင်တဲ့အတိုင်းဖခင်ကအရာခတ်သိမ်းအားလုံးအကြံစီတော်အတိုင်းဖြစ်စေတယ်လို့ပြောပါတယ် toy mani na effect pi na hilai siang no sim khom ne khane chum pasianin apil na le achumu na te zangin ama gel sabangin hongsema Chris zangin asem nop thu simteng eite tunga hongkilang saki toban mi mal kasim au pi chataen munang kolai ခရစ်တော်၌ကြံရွယ်ထားသည့်အလိုတော်ဤလျှို့ဝှက်နေနေသောယာကိုမိမိစေတနာတော်အတိုင်းငါတို့အားသိစေတော်မူ၏ pasianin agel sa khem pe jesu zanga chingsak ဖ
ဘုရားသခင်ကသူ့အကြံစီအားလုံးကိုခရစ်တော်အဖြစ်အကြံထမြောက်စေတာဖြစ်တယ် Tôi lệ dây xuống bay cái lệ pasien gel na để chừng ngày lâu đi ဆိုတော့ခရစ်တော်ကြွရောက်မလာခဲ့လို့ရှိရင်ဘုရားရဲ့အကြံစီလေအထမြောက်နိုင်မှာမဟုတ်ပါဘူး Nang ading kaya ading bang ma chi the nang lo သင်နဲ့ကျွန်တော်တတ်နိုင်တာတစိုးတစည်းမှမရှိပါဘူး Tôi mà nè dây su pen pasien gel na chừng sắc ding pa ai mà na tua lung đam ta cả alop lâu tua ading akipak lâu ding lấy tung miom lo အဲ့ဒါကြောင့်ဘုရားသခင်ရဲ့အကြံစီအားလုံးအထမြောက်စေမဲ့ထိုထူးခြားသောခရစ်တော်ကြွရောက်လာတဲ့တည်င်းကြားတဲ့လူတိုင်းမဝမ်းမြောက်ပဲမနေနိုင်ပါဘူး Gen te nai na to pa pasien ni na pian chilian tum ne som lenga na Jesu ong pian ei mo nei te ta nga sia sina pan tho ki ka au mi ten gum na anga ding pen pian chilian tum som lenga na gen kholta ဘုရားသခင်ကဘာဦးကျခန်းကြီးတော့ပိုင်ငယ်15ထဲမှာကတဲ့ကစားခရစ်တော်လောကကိုကြွလာမယ်လူသားအလုံးကိုစားအသေးခံမယ်ရှင်ပြန်ထမြောက်ပြီးကျွန်တော်အားလုံးအတွက်အောင်မြင်ခြင်းအရာယူမဲ့အကြောင်းကြိုပြီးနမိတ်ဟောခဲ့တယ် pian chilian tum pa na kum tul ni wal khit changa Isaiah lian kwa neu gung na kam sang te zangina nu mei sung pa na Jesu ong piang ding ai na thu long gen phalew le ထိုကဲ့သို့ကဘာဦးကျမ်းမှာပြောပြီးမှနှစ်ပေါင်း2000နီးပါးကြာတဲ့အခါဟေရှာယအားဖြင့်ဘုရားသခင်ကပြန်ပြီးတော့မှဗျာဒိတ်တော်ပေးထားခဲ့တယ် Tôi mà nhìn nu mei suan na chi tak te lai sen lo songa nu mei suan na chi chang mi hing khat pe ma pen apa ginata ke le mi kharai pian na le pasal suan be ki swak the eve ထိုဗျာဒိတ်တော်ထဲမှာမိမ့်မိုင်အမျိုးလို့ပြောထားတယ်လောကမှာဖခင်ရဲ့မျိုးရိုးကိုပဲလိုက်ကြတယ်မိခင်မျိုးရိုးလိုက်လေမရှိတော့လဲပဲ bahanga Jesu pen pasal suan ki chilwa nu mei suan ki chi yam chile ထိုကဲ့သို့မရှိဘူးပေမဲ့ဗျာဒိတ်တော်ထဲမှာဖခင်အမျိုးမပြောပဲမိမ့်မိုင်အမျိုးဆိုပြီးပြောရတဲ့အကြောင်းရင်းက Jesu le pasali DNA ki su khalo ki sai khalo ခရစ်တော်ရဲ့သူ့ရဲ့ဗီဇထဲမှာအမျိုးသားယောက်ျားရဲ့ DNA ဗီဇတစ်စက်ကလေးမှမပါလို့ဖြစ်တယ် Tôi mà nhìn là tôm gen leng hi tàu ba sung sua ding pen ấy tên tua i don chang i pan lo Jesu sung sua ma kum tul ni valai peka pasiani gel sa ဆိုလိုချင်တဲ့ကခရစ်တော်အထဲမှာအမျိုးသားဗီဇတစ်စက်မှမပါသလိုပဲကျွန်တော်တို့ကြိုးဆိုခြင်းပါမှပဲခရစ်စမတ်ဖြစ်လာတာမဟုတ်ဘူးဒီအရာတွေနှစ်ပေါင်း2000ခရစ်စာကြိုးတင်ပြီးဗျာဒိတ်ပေးထားခဲ့ပြီးသားဖြစ်တယ် Itenga kolen masale ni neo kwa na pasianin ama ait atate adi agel sak piang jai ding akyum ngam lo mit to kimulo ngai sut na to ki gel ngam lo pasianin eya di ahoi penong gel sak thu te achin na dinga jai song so lo pa mo ကိုရင်သူပရမဩရစာခန်းကြီးနှစ်ပိုင်းငယ်9ထဲမှာဘုရားခင်ကသူချစ်တဲ့သူကိုချစ်တော်သူများအတွက်မျက်စိအဖြစ်မမြင်ဘူးသောမဖြစ်ဘူးသောမဖြစ်နိုင်သောအရာများကိုဖြစ်စေတော်မူတယ်လို့ပြောပါတယ် Toy mana jai song so na pen bahanga leitung khem pe win lungdamin lamen wa hiam tuna khopi sung bang ko khatbe ni manli pan chai veong manli kho sunga sai khem pe ki hong non lo hitale Christmas phok na to akibol lo in khatbe kom lo အခုတလောကလုံးကဒီခရစ်စမတ်မှာအင်မတန်မှဝမ်းမြောက်ပျော်ရွှင်ကြတယ်ပြီးခဲ့တဲ့ရက်ပိုင်းကလည်းမန္တလေးမြို့ထဲမှာဆိုင်များစုသောဆိုင်ခန်းများမဖွင့်တော်လဲပဲသူတို့ရဲ့အိမ်နေဆိုင်ခန်းတွေအားလုံးနီးပါခရစ်စမတ်နဲ့တစားဆင်ထားကြပါတယ် ama ven chum jong helo သူတို့ယုံကြည်သူမဟုတ်ပါဘူး bang hitale pasiani gel sa thu sim teng achin na dinga ong pai suk pa pen Jesu ahi mani ဘုရားသခင်ရဲ့အကြံစီအထမြောက်စေမဲ့ပုဂ္ဂိုလ်ဒီခရစ်တော်ဖြစ်သောကြောင့်ယုံမယုံသူကဲ့သို့တစားဆင်ကြတာဖြစ်ပါတယ် ani na Jesu leitung ang pai suk na ahang pen pasian de na achin sang na di ဒုတိယဘုရားသခင်ရဲ့အကြံစီပြီးတော့မှခရစ်တော်ကြွရောက်လာတဲ့ဒုတိယချက်ကဘုရားသခင်ရဲ့အလိုတော်ပြည့်စုံစေဖို့ဖြစ်ပါတယ် to pasianin eite adinga ama I de na le agel na bang hiam chile
ปัสยานิกรรมองเปียนนัง ထိုခမဲတော်ဖျားရဲ့အလိုတော်ဆိုတော့ဘာလဲဆိုလို့ရှိရင်သူ့ရဲ့နိုင်ငံတော်ကဘာမြေကြီးမှာတည်တံ့စေဖို့ဖြစ်တယ် ปัสยันกำมงเปียงดิ้งจีดักเตวันตุงปัสยันเดน่ะอจินบังให้ตั้งจริงดิ้ง ဆိုတော့ကကောင်းကင်ဘဝဝေမှာခမဲတော်ရဲ့အလိုတော်ပြည့်စုံတဲ့ကဲတော့ဒီကဘာမြေကြီးပေါ်မှာလဲပြည့်စုံစေဖို့ဖြစ်တယ် วันตุงขัดนากุมงะโลมโล ကောင်းကင်မှာကဲတင်ချင်းမရတဲ့ပုံကိုတရားမှာ โดยมันนี่เลยตุงส่งเฮลไปดิ้งขัดส่งอมโลนะดิ้ง အဲ့လိုပဲလောကလူသားအလုံးဘယ်သူမှအပင်ငရဲ့မတွားစေဖို့ဖြစ်ပါတယ် วันตุงมิลุงคำขัดส่งอมโล ကောင်းကင်ရောက်ပြီးတော့သူအလုံးစိတ်ညှိုးငယ်တဲ့စိတ်ဒုက္ခခံစားဆိုမရှိပါဘူး โดยมันนี่เลยตุงมีแค่แบบส่งลุงคำมังบังอมนอนโลนะดิ้ง အဲ့လိုပဲဖျားရဲ့လိုတော်ထဲမှာလောကသားအလုံးလည်းဘယ်သူမှဝန်းနေကြည့်ခွဲစိတ်ညှိုးငယ်ခြင်းမဖြစ်စေဖို့ဖြစ်တယ် ตัวเตอเดน่ะอจินนะดิ้งใจส่งไปสุขิเจ ထိုကဲ့သို့သောအလိုတော်ပြည့်စုံစေဖို့အတွက်ခရစ်တော်ကြွဆင်းလာတာဖြစ်ပါတ ตัว ယ် เตละกะน้ำมันแนวขัดนาอีขาอากุมดิ้งอังไป အိုင်အောင်မှာကျွန်တော်ရဲ့ဝိညာဉ်များကိုကဲတင်ဖို့ကြွဆင်းလာတာဖြစ်တယ် ลูกาเลียนขัดลูกาสมเลยกว่าสิมคมนี้บางหางยามจิเลอามังทั้งเตอส่งดิ้งเลอาหนเขดิ้งอินมิหิงตาปาองไปอาฮีอาจีเยซูเลยตุงองไปเป็นเลลายิงไปแล้ว ရှင်လူကခရစ်ယာန်ခန်းကြီးဆက်ကိုပိုက်ငယ်30မှာအမှန်စင်စစ်လူသားသည်ပျောက်ဆုံးသောသူတို့ကိုရှာ၍ကဲတင်ရန်ကြွလာယူမိန်တော်မူ၏ဆိုတဲ့ကဲ့သို့ခရစ်တော်ကြွလာတယ်ဆိုတာကပျော်ပွဲစားထုတ်ဖို့ကြွလာတာမဟုတ်ပါဘူး มิหิงเตอากุมเงียดดิ้งอังไป လူသားတွေကိုကဲတင်ဖို့တက်ကိုလာတာဖြစ်တယ် โดยมันอินกุมนาอากิสามีเข้มเปวินอามาหางาละเมนนาอ่างาอุกอล ထိုကဲတင်ချင်းလိုအပ်သောပုထုဇဉ်လူသားတိုင်းသူ့ကိုမျော်လင့်ဆောင်စားဖို့ရည်ကြီးတယ် ตัวเป็นลุงดำนาถูกิเจ ထိုအရာကိုအေးဝင်ကလေးတရားလို့ခေါ်ပါပါတယ် ลุงดำนาทุจิตทุกันเกนิกายตุนาเอกอลกัมปานินาเมียวดีไลน์ปานินากอลกัมสุงะเกนสานัดนาอาซุงอาซามินอับเบยนาสัตุยองตุงตาฮีกินเนตาฮีจิทุกิเกลเล ဥပမာကျုပ်မြန်မာနိုင်ငံမှာကျုပ်ရုပ်မြင်တန်ကြားကြည့်တဲ့ခါမှာတည်င်းကြီးညာတဲ့လူကအခုကင်ဆာယောဂပျောက်စေတဲ့ဆေးရောက်လာပြီဆိုပြီးကြီးညာခဲ့တယ်ဆိုပါစို့ กัวเตลุงดำดี ဘယ်သူတွေပြောရွှင်မလဲ กัวเตลุงดำดี ဘယ်သူတွေဝဲမြောက်မလဲ เฮียเกนซาโตสีดิงอ่างอักเตลุงดำมาดิงเว้ย အထူးသဖြင့်ကင်ဆာယောဂနဲ့တေမဲ့ရက်ကိုစောင့်ဆိုင်တဲ့လူနာတွေကပူရွိတ်ဝမ်းသာမှာဖြစ်တယ် อันนี้นะเกยตัวนางอ่ะเกยนิงกวนมันจิเทลไว้จังอ่ะมีเข้มเปลุงดำดิงไงเว้ย ကင်ဆာယောဂမရပေမဲ့ငါကင်ဆာယောဂဘယ်တော့မှရမှာမဟုတ်ဘူးဆိုတဲ့အာမခံမရှိတဲ့အတွက်ကြောင့်ဒီတည်င်းကောင်းကြားတဲ့လူတိုင်းလည်းဝမ်းမြောက်မှာဖြစ်တ ตั ယ် วเป็นลุงดำนาถูกิเจ ဒီအရာဒီတည်င်းကောင်း เยซูส่งมินำขดายังไปโล ခရစ်တော်ဒီလည်းပဲလူတစ်မျိုးစာအတွက်ပဲလာတာမဟုတ်ပါဘူး โมในมีเข้มเปลเตอส่งดิงอังไป အပြစ်သားအားလုံးကိုရှာဖို့အတွက်ကြွရောက်တာဖြစ် โด တယ် ยมันนี่โมนาหางอ่ะมังบังมีเข้มเปลอามาหางอ่ะลุงดำเท အဲ့ဒါကြောင့်အပြစ်တရားအထက်မှာကြာရောက်တဲ့လူသားအားလုံးသူ့အားဖြင့်ဝမ်းမြောက်ခြင်းရနိုင်ပါတယ် เดี๋ยวเยซูเป็นอีขาอากุมดิงอ่ะเลยตรงไปฮี ။အကြောင်းခရစ်တော်ဒီကျွန်တော်ရဲ့ဝိညာဉ်များကိုကယ်တင်ဖို့ကြွရောက်လာတာဖြစ်ပါတယ် แต่มันนี่ไล่เสียงโนบันคาราบังเกเนียมจิเลเอเตโตบาเยซูคริสต์ปัสยานอามินทังปาอินอามานัทเฮจิอันจอกนาดิงุนปิลนาเลกิลัดนาขาโนเตหงเปียกเจนาดิงินถูกังเงินเดนีอีเตงะตัวเยซูเกียดิงินองไปฮีจีอาอากุมปาเลอตันปาอสังมีเตปัสยันตาสวักเจอีเตงะโปลินะชุงเงินนาบังเกเนยามจิเลนับปาตักตะกุกว่าฮิมจินัเตลนาดิงุนถูกงเงสักจีเอเว ။ဧဖေဩရစာခန်းကြီးတစ်ပိုင်းငယ်ဆက်ခွန်မှာဆူတောင်းသောအချက်ဟုမူကားငါတို့သခင်ယေရှုခရစ်ဘုရားသခင်ဖြစ်တော်မူသောဘုံကြီးသောအဖခမဲတော်သည်ကိုရောမြတ်ကိုသိခြင်းအလို့ငါပညာကို၎င်းထိုးထွင်းသောဉာဏ်ကို၎င်းသင်တို့အားပေးပါမည်အကြောင်းဆိုပြီးဆူတောင်းချက်တွေ့ရပါတယ်ဒီမှာရှင်ပေါလုပြောခြင်းတဲ့အရာက
တင်းနှုတ်ရဲ့ဖခင်အရင်အမှန်ကဘယ်သူလဲဆိုတော့သိနိုင်ဖို့ငါတင်းနှုတ်တို့ဆူတောင်းပေးတယ် JESUH hang ipatak tak kwa chi itel na ngay ခရစ်တော်အဖြစ်ကျွန်တော်ရဲ့အဖအစစ်မှန်ဒီဘယ်သူလဲဆိုတော့ကျွန်တော်သိဖို့ခွင့်ရလာတယ် ivek pina nanakidong leujin nangguak na omchiang kapatak tak kwa ya တင်းတောက်တဲ့ရှိတဲ့အချိန်မှာကျွန်တော်ဤဖခင်အရင်အမှန်ကဘယ်သူလဲဆိုတော့မိမိကိုမိမိပြန်ဆန်းစစ်ပါ napatak tak tel lejin to na lung kham na teng beidi ngay ve ကိုဖခင်အရင်အမှန်ကိုတကယ်သဘောပေါက်လို့ရှိရင်တင်းရဲ့စိတ်ဒုက္ခအားလုံးပြပြောက်သွားမှာဖြစ်ပါတယ် kamla pi na lamet na teng beidi ngay ve ဝေကြီးကိုမျောကြည့်ပြမှဆင်းရဲဒုက္ခကြုံတဲ့အရာတွေတဖြည်းဖြည်းကွာကြလာမှာဖြစ်တယ် kay manina kapa ipatak tak napatak tak na chi nangin chunget sakin အဲ့ဒါကြောင့်တင်းရဲ့အဖအစစ်အမှန်ကိုသိဖို့အတွက်ဆူတောင်းခြင်းဖြစ်ပါတယ် Taupan mi malkhat simau pi chatahen. Tuni na JESUH pen. Bang hi ding ang pai hiam chele Satan na sep na khem asu se yang pai. နောက်တစ်ချက်ကခရစ်တော်သည်စာတန်မန်နဲ့အမှုအလုံးဖျက်ဆီးဖို့ကြွရောက်လာဖြစ်တယ် Ibekin sim kom ni hi doi mang pa na sep na abe sak dingin pasyan ta pa ong pai hi. JESUH pen doi mang pa na sep na khem pe asu se abe sak yang pai. ရှင်ယောဟန်ပရမစာဆောင်ခန်းကြီး3ပိတ်ငယ်8မှာမှန်တဲ့အမှုတို့ကိုပယ်ဖြစ်ခြင်းကဖျားခင်သားတော်သည်ထင်ရှားပေါ်ထွန်းတော်မူ၏လို့ပြောပါတယ်ခရစ်တော်သည်မှန်တဲ့အကျဉ်းစီများဖျက်ဆီးဖို့အလို့ငါကြွရောက်တာဖြစ်တယ် Temani na te ina JESUH idon simina gumna inga na big phok lo di nang le Satan nakisai non lo na tulim takatel di အဲ့ကြောင့်ကျွန်တော်ခရစ်တော်ရဲ့မွေးနေ့ကိုကျင်းပတဲ့ခါတိုင်းမှာကျွန်တော်ရဲ့ကယ်တင်ခြင်းရတာတက်တက်စင်စင်ဖို့မဟုတ်ဘူးကျွန်တော်တို့နဲ့မှန်တဲ့ဘာမှပတ်သက်မှုမရှိတော့တဲ့အကြောင်းနှလုံးသွင်းထားဖို့ရည်ကြီးပါ Satan na sep Satan na sep te na te ina nang le na khang to kisai lo chi long lim tatel di Hallelujah Hallelujah Yeah စာတမန်ရဲ့တကောဒီမောင်မိုက်တကောအားလုံးဟာတင်းနဲ့တင်းမိသားစုပေါ်မှာဘာမှပတ်သက်စရာအကြောင်းမရှိတော့ဘူးဆိုတာအမြဲတမ်းနားလေသဘောပေါက်ဖို့ရည်ကြီးပါတယ် Tong panong pi jatahen Christmas idon simina Bangaya hun boldan program te anom yam to bek tom lo di ကျွန်တော်ခရစ်စမတ်ကျင်းပတဲ့အခါမှာပျော်စရာကောင်းသလားအစီအစဉ်စိတ်ဝင်စားစရာကောင်းသလားဒါနဲ့ပဲကျွန်တော်ချိန်ကုန်ဖို့မဟုတ်ပါဘူး JESUH pai na ahang te keibang san ta pai khilina Huang va ka igen ding be nai lo ai be ခရစ်တော်ကြွလာတဲ့အကြောင်းရင်းကိုစင်စင်နှလုံးသွင်းတဲ့အခါမှာဘယ်အချိန်ဘယ်အခါမှာမိုးလင်းလို့လင်းမန်းတော့ကျွန်တော်တတိမထားမိပါဘူး Mimal ka sim tau pan ho pi jatahen အာမင် Hallelujah. Ilai siang no sunga singlam te tunga Satan tunga golzo na hempe JESUH na lakhi je. ဒီကျမ်းစာထဲမှာတွေးတဲ့အတိုင်းအာနာဆက်ရှိသမျှအထွတ်မြတ်အားလုံးခရစ်တော်ကလေဝါကတိုင်အားဖြင့်အောင်ပွဲခံနေ Doile atomin ilungai ding pen. JESUH ong so chiang. Nang le Satan nang le ham siat na nang le na khangui khang the no loading pule pa ngei na pan inga suk atom tom te ina eyong zui den ding chi ngei na man lo na man lo pom dan man lo kem pe zong na suk tat ding ai lam phok ding ဆိုလိုတာခရစ်တော်ကိုရရှိပိုင်ဆိုင်တဲ့လူတိုင်းကတင်းရဲ့မိသားစုမှာချိန်ချင်းအာမင်္ဂလာတွေဟောဟိုဘိုးဘေးတုန်းကဖြစ်လာခဲ့တဲ့ဝတ်ကြွေးတွေဒီအရာတွေနဲ့အမြဲတမ်းဆင်းရဲဒုက္ခခံရမယ်ဆိုတဲ့အယူတီးတာမျိုးမယုံယုံမှန်းတန်တဲ့စသဖြင့်ဘာမှကျွန်တော်ပေါ်တိတ်ရောက်နိုင်စွမ်းမရှိတော့ဘူးဆိုတာဒီကျမ်းပိုက်ကတက်တည်ထူပါတယ် itenga lai sen lo sunga ham siat na to
ấy để ông kịp bel sắc hết chứ ဒီကျမ်းပိုက်ကဘာပြောဆိုကျင့်ချင်းနဲ့ကျွန်ုပ်တို့အားလုံးကိုကင်းလွတ်စေတဲ့အကြောင်းပြောပါတယ် JESUH pai suka ấy để ta ngã accept na ina ham siat na to ông kịp bel sắc ခရစ်တော်လောကကိုကြွလာပြီးသူလှုပ်ဆောင်သမျှအရာအလုံးဟာတင်းနဲ့ကျွန်တော်ကိုကျင့်ချင်းမှလွတ်မြောက်စေတယ် đâu ban đâu bị chết ta hen thu ham siat na to ông kịp bel sắc ပြီးညက်တရားအောက်ကနေလွတ်မြောက်တော့အခွင့်ကျွန်တော်ပေးတယ် tôi le tun chu mi ten ilungai ko lai ve aman to chikhinta aman sem khinta ai le bahanga pule pa khang pa na ong pai suk suk aki gui zui ham sian na te le ei ki sai zen zen di ဆိုတော့ကျွန်တော်သိထားဖို့ကခရစ်တော်အရာအလုံးကိုအောင်နိုင်ခဲ့ပြီဆိုလို့ရှိရင်ဟိုဘိုးဘေးစင်စစ်တာနေစင်းတလာတဲ့ကျင့်ချင်းအမင်္ဂလာတွေကကျွန်တော်တို့နဲ့ဘာပတ်သက်သေးလဲ mimal khat sim to ban ho bi cha ta hen Ezekiel som le get neu ni na isol te na pau nang min thang ma nei na to ben apa ina lenga thuk ne le ata aha kim hi che ရေချီလန်ခန်းကြီးဆက်ရှိပိုင်ငယ်နှစ်မှာဣတိလဒီရဲ့သူတို့ကဆိုရိုးစကားအင်မတန်မှလူသုံးများတဲ့ဆိုရိုးစကားရှိတယ်အဲ့ဒါကအဖရဲ့သူစားတဲ့စပစ်တီးကြောင့်သူ့သားတွားကျင်းတယ်ဆိုပြီးပြောပါတယ် ade na upen pule pa ham sian na khanguya ki som china ဒီတုတ်တန်ရဲ့ဆိုလိုရင်းကဘိုးဘေးတွေရဲ့လှုပ်ရက်ကြောင့်ဖြစ်လာတဲ့ကျင့်ချင်းမြေတွေရတော့မှခံရတယ်လို့ပြောချင်တာဖြစ်ပါတယ် to ben ni danga omma ဒီကရင်တော့တော်တော်မှန်ပါတယ် แล้วมันช่วยกิงนั้นบางแกนยามจิเลห้ามเสียนาเป็นขังทุมขังลีดงกิบาจิ ကျွန်တော်တရားဟောရကျမ်းထဲမှာလည်းပဲကျင့်ချင်းအမင်္ဂလာဒီမျိုးဆက်3-4ဆက်တီတည်တယ်လို့ပြော ไอ้ ထား ตรง ပါတ นี้ ယ် ปัสยานเฮปีนาเป็นขังต้นตุงะกิบิจิ ဒါပေမဲ့ဘုရားရဲ့ဂျေဇုတရားဒီထာဝရတည်တယ်လို့ပြောပါတယ် เจสุเป็นลายเสียงดูลุยสุงาเปลี่ยนเสียเข้มเบลองเข็นสักดิ่งอังไปเว ကျွန်တော်ကျမ်းစာထဲမှာတွေးသမျှလူတွေရဲ့ပြောစမပြုတဲ့အရာအလုံးပြောင်းလဲပြဖို့ခရစ်တော်ကြွဆင်းလာတာဖြစ်တယ် เฮ้ยมันอะเจสุงไปอากิปันห้ามเสียนาเละนังกิไซนอล ဆိုတော့ခရစ်တော်ကြွဆင်းလာကြတဲ့ကစားသူကျင့်ချင်းအမင်္ဂလာတွေနဲ့ကျွန်တော်ဘာမှမ เจอร์มายาสมจุมเล็กขัดเนื้อสมนี่ละกวนว่าตัวนี้เชียงอินอามาเต้นปาเต้นแรงก็ทุกอันเนกเป็นอัตาเตหากิมอากิจิเป่านักกิสังนอนเหลาดิ่งฮิจิ ယေရမိနဂရီကျမ်းခန်းကြီး31ပိုင်းငယ်29မှာထိုကာလ၌ဖခင်တို့ချင်းသောစပီတိကိုစား၍တားတို့ကတွားခြင်းဟုနောက်တဖန်ပြောဆိုကြတော့မည်မဟုတ် ตัวปานอบิจัตตาเห็น အာမင် ตัวนี้เชียงอินกิสังนอนเหลาดิ่งฮิจิ ထိုကာလ၌လို့တုံးလုံးထားပါတယ် ตัวนี้อากิจิเป็นบางเนียมจิเลเจสุงไปอากิปัน အဲ့ဒီထိုကာလဆိုတော့ခရစ်တော်ကြွဆင်းလာတဲ့ကာလကိုဆိုရည်ညွှန်းတာ โด ဖြ ย စ် มั ပါ น တ อิ ယ် นเจสุกุมพาเลตัวปัสสังอาทุมีเตเลห้ามเสียนากิไซนอล အဲ့ဒါကြောင့်ခရစ်တော်ကြွလာပြီးတော့မှသူ့ကိုယုံကြည်လက်ခံတဲ့လူနဲ့ကျင့်ချင်းအမင်္ဂလာဆိုတော့ဘာမှမဆိုင်တော့ပါဘူး ตัวปัสเจสุสวอีดอนสิมาเอียดิองเซปสักสาเข้มเปลงอีดอนขบกูไลเว ခရစ်တော်ရဲ့မွေးနေ့ကိုကျင်းပတဲ့အချိန်မှာသူ့မွေးနေ့တက်တက်မဟုတ်ဘဲနဲ့ကျွန်တော်တို့အတွက်လှုပ်ဆောင်သမျှအားလုံးကိုလည်းကျွန်တော်ကြိုးဆိုလက်ခံဖို့ဖြစ်ပါတယ် ตัวปันหูบิจัตตาเห็น အာမင် ตัวมันนี่นะห้ามเสียนาตัวกิไซนอลโลจีเป็นเจสุงไปเจียงอ่ะอากิตัวปันอาเกนไอมันนี่นะตัวเนี่ยชุมมีเข้มเปวินะนะสุงว่าตัวลุงสิไม่เกตัวอุ้มนานั่นเองลาอยู่เลยตัวนี้คริสต์มาสนะสุงปันอะไรแค่ดี ကျမ်းစာထဲမှာခရစ်တော်ကြွဆင်းလာပြီးသူ့ကိုယုံကြည်တော်သူဟာကျင့်ချင်းအမင်္ဂလာနဲ့ဘာမှမပတ်သက်တော့ဘူးလို့ပြောလျက်နဲ့တင့်စိတ်ထဲမှာတန်တရားရှိသေးတယ်ဆိုရင်ဒီကနေ့ခရစ်စမတ်နဲ့အတူအဲ့ဒီအရာကိုရှင်းထုတ် อาเซนเซนินนับปุ่มปีตุงวัวตัวด้านานังไอสุดเทดิงอ่ะโนเตตุงอ่ะน่ะ feeling ตุงวัวองอมเล่จงน่าอุบนา
ina to den kem akhen hiat kul တကယ်လို့များတင်းရဲ့ခန္ဓာကိုယ်ပေါ်မှာတော်လကောင်းတင်းရဲ့စိတ်ခံစားချက်ထဲမှာဟောငါရဲ့ဘိုးဘေးတွေကြောင့်ငါဒီလိုကြုံရပါလားဆိုတဲ့တန်ပြတ်စိတ်မျိုးရှိလို့ရှိရင်ယနေ့တင်ဖယ်ရှားဖို့အချိန်ရောက်လာ bang ပြီ chicken hiat ding ne am chile JESUH pai ni tua ni chiang in to pau na kisang non lo de chi te JESUH pai ya ki ban kisang non lo manina tua thu tu ni ling china na na thu polak di hite ရေကြီးလာအနာဂတ်ကျမ်းထဲမှာပြောသလိုပဲထိုကာလ၌ထိုကဲ့သို့သောဆိုရိုးစကားတုံးတော်မီမဟုတ်လို့ပြောသလိုပဲကျွန်တော်တို့လည်းယုံကြည်ခြင်းနဲ့ဒီကြိမ်ချင်းတွေဖယ်ရှားဖို့ရည်ကြီးပါ ke le kapu kapa khangui ham siat na ka kisai ke တင်ပြောဖို့ကကျွန်တော်ဘိုးဘေးတွေရဲ့လောက်ရနဲ့ကျွန်တော်နဲ့ကြိမ်ချင်းဘာမှမပတ်သက်ဘူးဆိုပြီးဝန်ခံဖို့ရည်ကြီး amau te hunin khan siam jong in ke hun khan si om lo ding သူတို့အစိမ့်တင်နဲ့ပဲတည်ခဲ့ကျွန်တော်ရဲ့မျိုးဆက်ကနေဒီအရာအားလုံးကင်းလို့ပြီဆိုပြီးဝန်ခံပါ pui pa te hunina gimpi pin na se mo akham nga zo ke ta le JESUH na e te pen gimpi pin sem nai lo pi ma kham wal anei dik te ya အာမင်ဘိုးဘေးတွေလက်ထက်မှာသူတို့ပင်ပန်းကြီးစွာလှုပ်ရှားသွားလာပေမဲ့မအောင်မြင်ခဲ့တော်လဲပဲကျွန်တော်တို့ခင်မှာခရစ်တော်ရဲ့ပြီးမြောက်တဲ့အရာအားလုံးအတွက်ကျွန်တော်အောင်မြင်တော်သူဖြစ်တယ် tu mi ten apoy bek ma asom ni le nga ni bek ma don ngei lo di ယုံကြည်သူဆိုတာကဒီဇင်ဘာ25ရက်တရက်တည်းဒီအရာကိုကျင်းပဖို့မဟုတ် bang yam chile ham siat ki thei lo thu pa nga mi la san wa ge ni အချောင်းရင်းကကျမ်းစာထဲမှာပြန်ပြီးချိန်လို့မရတော့မိန်္ဂလာရှိတော့သူအကြောင်းတွေ့ရပါ o တယ် de ko te yam chile akhel na ki chap te sak non lo amo na mai sang na anga te chi အဲ့လိုမိန်္ဂလာရှိပြီးချိန်လို့မရတဲ့လူဆိုဘယ်သူကဲ့တော့သူဆိုလဲဆိုတော့ဘယ်လောက်ပဲမှားမှာဖျားမှတ်တော်မမူတော့သူများလို့ပြောပါတယ် JESUH pen tua teng asem ding ang payai manin nang le ke ben ham siat ki thei lo thu pa nga te ki swa ki ခရစ်တော်ဒီအရာအားလုံးကိုအောင်မြင်ခဲ့ပြီးတော့ကြောင့်ဒီနဲ့ကျွန်တော်ဒီချိန်ချင်းနဲ့ပြဒါတလန်တန်တလန်ဖြစ် dai tak te tu tung a som ni la nga kuma i Christmas don na a chia pi khat ne ham tang di de အဲ့ဆောင်ဒီကနေ့မိတ်ဆွေဒီဗိမာန်တော်ထွက်တဲ့အခါမှာတဆုံတစ်ခု nun ta pi tiu teu nei di de တင်အသက်တာမှာအသက်ရှင်ချင်းရှောက်ဖို့အတွက်တစ်ခုရအောင်ယူပါ na mang sunga van tung mi ong pa ya nang pen na pi ham sian na teng na tung mi ong ji phial jong lai siang do min chi ke chi di de အာမင်အာမင်တင်းရဲ့အိမ်မက်ထဲမှာကောင်းကင်တမန်ပေါ်လာပြမတင်းဒီအကဲတော့ချိန်ချင်းခံတယ်လို့ပြောရတော့မှငါနဲ့ချိန်ချင်းမဆိုင်ဆိုပြီးရဲဝံ့ဆိုဝန်ခံပါ tua tak chiang pasian khut ma te ong ka khedi အဲ့လိုဝန်ခံရဲတဲ့အခါဖခင်ရဲ့လက်ရတော်တွေ့လာမှာဖြစ်တယ် thu pa ham siat thei lo thu pa nga i chi pen nang i ta ချိန်လုံးမရတဲ့ပုံကိုဘယ်လိုနည်းနဲ့မှချိန်ချင်းနဲ့မဆိုင်တဲ့မင်္ဂလာရှိတော်သူဆိုတာတင်းကိုယ်တိုင်ဖြစ်တယ် JESUH in pasian ni kamo na khem ong mai saka ka khel na te chiam te no lo chin na tel nak le ham siat thei lo mi hi ta ခရစ်တော်အပြည့်ကျွန်တော်အပြည့်အလုံးလွတ်တယ်ကျွန်တော်နဲ့ချိန်ချင်းမဆိုင်တော့ဘူးဆိုတာတီးတဲ့နေ့ကနေတင်ဟာလွတ်မြောက်တော်နေ့ဖြစ်ပါတယ် mitik i chi pen nang i dik na enilo pasian ni ong chap te na i amat ta ata pen pasian cham te zo မင်္ဂလာရှိပြီးဖြောင်းမတော်သူဆိုတာကတင်းရဲ့ဖြောင်းမခြင်းမဟုတ်ဘူးသူ့ရဲ့ဖြောင်းမခြင်းနဲ့မတား do pan ho bi chata hen အာမင် hallelujah Amen. toy mani na gamlak bang na som ni le ni na a thu pa kapyak sa te ham siat thei lo di de che အကြောင်းတော်လေရကျန်ခန်းကြီး20စနစ်ထဲမှာငါကောင်းကြီးပေးပြီးသားလူကိုပြန်ပြီးမချေရ toy le nang song pasen thu pang piak sa te ဘုရားကတင်းကိုလည်းကောင်းကြီးပေးတာ kwa man ham siat thei lo တင်းကိုဘယ်သူမှချေလို့မရတော့ဘူး hallelujah အာမင် itanga balam pasen ni am setting phalo balam chi khian na pen val tum ji na ဒီမှာဘာလမ်က
ဤတီလာဒီကိုကျင်းချင်းတယ်ဘာလမ်ဆိုရဲနာမည်ရဲ့အနှစ်ဒိဗေကဝါမြူချင်းလို့ဒိဗေ Tôi mà nhìn khâu nên nóng vặt tụm thế lâu đi အားကြောင့်အချင်းနေဆိုပေးမဲ့တဲ့ကိုဝါမြူလို့မရဘူး Lung khăm nãy nóng vặt tụm thế lâu đi စိတ်ဆင်းရဲခြင်းကတဲ့ကိုဝါမြူလို့မရဘူး Phần mặn khăn nãy nóng vặt tụm thế lâu đi ကောင်းစီတော့ဘယ်တော့ပဲချီချီတဲ့ကိုဝါမြူလို့မရတော့ဘူး Cầm xiên nãy nóng vặt tụm thế lâu đi ကျင်းချင်းကတဲ့ကိုဝါမြူလို့မရတော့ပါဘူး Nang adi nga ama ham xiên nãy tiếng tàu ban chụp phát soạn sang đi chứ သူတို့ရဲ့ကျင်းချင်းအားလုံးကိုကောင်းချီအဖြစ်ပြလင်း Hallelujah အာမင် Hallelujah Tôi mà nhìn ưu tên nào tên à JESUH lấy tung bài giảng ခရစ်တော်လောကကြောလာတဲ့အချိန်မှာ Xiang sắc kỳ to kỳ lô mi sen sen lô ကျွန်တော်နောက်ခုနကောင်လောက်နဲ့လည်းကျင်းပါလို့မရပါဘူး Bang ma Bol dấu cây ta lèng song Nang à điên thu pa à bê điên hello ဒီနေ့ထူးကိုဘယ်လို့မှမကျင်းပနိုင်ရင်တောင်မှကျွန်တော်ရရှိမဲ့ကောင်းကြီးပြောင်းလဲမှာမဟုတ်ပါဘူး Na sung to nga na tel ling chu bi အဲ့တော့တင်းရဲ့အတွင်းဆုံးတိနားလေသဘောပေါက်ဖို့ရည်ကြီးပါတယ် Chu mi te na sung tong vua tel le la Bol dấu lâu chi bằng thế lo ဒီအရာကိုတကယ်ကာနာသဘောပေါက်ပဲဆိုရင်လေမကျင်းပပဲမနေနိုင်ဘူး Mi mal khat sem tàu ban hau bi cha ta he အာမင် Tôi mà nhìn à Nang ong ki ham siat thay no lo ai làm mang le lo di အဲ့ဒါကြောင့်တင်းကိုဘယ်သူမှချိန်လို့မရတော့ Lai ဘူးဆို siang တော့ dong sung မှတ်ထားပါ a Mi dang ten Thu pa nga sa te Mi dang ten ham siat ding sa ta nin ham siat ding chi tara Pasien tek tek zong ham siat thay lo ဘုရားကောင်းကြီးပေးပြီးသားလူတွေကိုစာတန်မာနမပြောနဲ့ဘုရားကတော့ဘယ်တော့မှမချိန်တော့ဘူး Adan pen pasien in Thu pa piak sai အာဒံကိုဘုရားကတခါကောင်းကြီးပေးပြီးသားဖြစ်တယ် Ai zong ong khial tak chiang ina ham siat ding mi ong swa ki တရက်မှာ तू အပြစ်ကျူးလွန်တဲ့အချိန်မှာချိန်ချင်းခံဖို့ရောက်လာပြီ Ai zong ina Thu pa ki pe sai chiang ki ham siat thay lo ဒါပေမဲ့ तू ကောင်းကြီးပေးပြီးသားလူကိုချိန်လို့မရဘူး Tua ham siat na teng lei tang in thwa ki အဲကြောင့်အာဒံအစမြေကြီးကချိန်ချင်း Iwa zong ki ham siat thay lo cha ma tang gul bi ki ham siat di ဤဝါကိုလည်းချိန်လို့မရတဲ့အတွက်ကြောင့်ဤဝါရဲ့အမားအားဖြင့်မွေကြီးကိုချိန် Lo di tapa ani na ham zong apa mai zum sakai chiang a pai na ham siat di လောရဲ့သူ့ရဲ့ဒုတိယမြောက်သားကလည်းပဲသူ့အဖေအဆက်ခွဲတဲ့အတွက်ကြောင့်ဘုရားကရှေ့မှာချိန်ချင်းပေးခြင်းပဲပေးလို့မရပါဘူး Ai zong ina ama Thu pa ki pe sai cha ama tung tu thay lo tak te atapa tum ben kanan tung tu hi သူ့အဖေကိုဘယ်လောက်ပဲဒေါသဖြစ်စေပေမဲ့သူကောင်းကြီးပေးပြီးသားတော်ဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့မျိုးစစ်ပေါ်မှာပဲချိန်ချင်းရောက်လာတယ် Toy manin misyang tho te ina JESUH khazi hangi nang be ham siat na to na ki sai lo lam tel li အားကြောင့်ဒီကနေ့ယုံကြည်သူတွေသင်နဲ့ကျွန်တော်ဒီခရစ်တော်အားဖြင့်ချိန်ချင်းနဲ့လုံးဝမဆိုင်တော့ဘူးဆိုတာအမြဲမှတ်ထားဖို့ရည်ကြီးပါတယ် tu jing sang nai khadina I area se pi pa ina pa kyang zot sani ဒီမနေ့မနေ့တစ်ချက်ထိုးမှာကျွန်တော် area ဆရာကြီးကခမဲတော်စီမှာဘုံတော်ဝင်စားသွားပါတယ် zani tak zani zan som ni le ni zan thapa ina is se ba pau chi ai ve သူမကွယ်လွန်ခင်တော့ကတညလုံးသူစကားပြောခဲ့တဲ့အကြောင်းကြားရတယ် Pawina se mung no wo nang mi zong thung et sakilo ne yam ke zong thung et sakin chi အဲ့ဒီဆရာကြီးဘုံတော်မဝင်စားခင်တော့ဆရာမုံတို့နင်ကသူများကိုလည်းဆူတောင်းပေးတယ်မလားငါတို့လည်းလာပြီးဆူတောင်းပေးပါအောင်ဆိုပြီးသူပါဆက်ကနေတဖွားနဲ့ရွတ်နေတယ်တဲ့ to ko kong chau tak chang a jing sang jing tungang ki ge na tak te ko zo hia sianu to vatai so အဲ့ဒီစကားကြားတဲ့အခါမှာကျွန်တော်ဒီအဖအသင်းကိုဆရာတော်လည်းပဲချက်ချင်းစင်ကိုလိုက်သွားတယ် isya ba pen oxygen anaka to tak te hia atunga hi agol to thuap ni a ki piai ဆေးရုံရောက်တဲ့အချိန်မှာဆရာတော်ကြီးကအောက်ဆီဂျင်နှစ်ထပ်နဲ့လေပေးရတဲ့အဆင့်ရောက်နေပြီ nuam salo loi man kili le kina taw ngau ngau तू ဘယ်လောက်ထိခံရခက်လဲဆိုလို့ရှိရင် तू တစ်ချိန်လုံးကြီးပြီးမှဟိုဘက်လူလိမ့်ဒီဘက်လူလိမ့်နဲ့တစ်ချိန်လုံး तू ဝေဒနာခံစားရတယ် aveling siama khat no mai changa ama to mai nga kin ama acha ki puswa tak te kong khak sat
တို့ရောက်တဲ့အချိန်မှာဆမ်မတယောက်ဟာဆရာတော်ကြီးကိုတေချာပြုစုတယ်အဲ့ဆမ်မထွက်တဲ့အခါမှာသူတို့ကစီးရုံအခန်းတကားကိုပိတ်လိုက်ပါတယ် အကြောင်းရဆန်နူတော့ကိုထုံငဲ့စားယော အမဖာတင်ဆရာတော်နဲ့ကျွန်တော်ဆရာတော်သူတို့နေရာကအဲ့ဆရာတော်ကြီးအပေါ်မှာလက်တင်ပြီးဆုတောင်း အမပင်ခါကမ်ဆုံတုံခိနိုင်ချန်ခါတော့ထုံငဲ့ကိုလတာ သူကဆရာတော်ကြီးကတော်တော်လေးနာမကျန်းဖြစ်ပြီးတော့မှဝိညာဉ်နယ်ပယ်ထဲရောက်နေပြီဖြစ်တဲ့အတွက်ကြောင့်ဝိညာဉ်နီးလန်းအတိုင်းဆုတောင်းရပြီ အချန်ကမ်တောပါဝိနာအေးဆရာဘကထူကန်လို့အမအစုံကမ်တောပါဝအောင်ကိုမောကေပဲ အမဒီအဖတင်ကိုဆရာတော်ကအခြားသောဘာသာစကားနဲ့ဆုတောင်းတဲ့အချိန်မှာအဲ့ရပေါ်မှာလဲနေတဲ့ဆရာတော်ကြီးကလည်းပဲအခြားသောဘာသာစကားနဲ့ပြန်ပြီးဆုတောင်းတယ် ကမနုထုံငဲ့ကမန်ခိရုဒတ်တဲ့ဣရှာပိုင်နာပါအောနန်ဒမ်ကေဇုံဒမ်ချိမောကေ ဆုတောင်းလို့ပြီးအာမင်ထူးတဲ့နောက်မှာဒီနာမကျန်းဖြစ်တဲ့ဆရာတော်ကြီးကအဖတင်လဲနေကောင်းတယ်လို့ကျွန်တော်ကိုတော့တာကျွန်တော်လည်းအဆင်ပြေပါတယ်လို့ပြောပါတယ် တဲ့တာတန်ဗျာ ပြောမှကျွန်တော်တို့ကိုလည်းဒါဆိုပြီး ဆန်နူကျန်ကခါဆန်နွန်ထန်ဒီဖန်ချေနာတတ်ချန်ကိုအီဝိုင်မိုင်ချန်အောင်ချတော့ အဲ့လိုတယောက်နဲ့တယောက်ဒါဆိုပြီးမှ note set တဲ့အခါမှာပြီးတော့ကျွန်တော်ပြန်လာခဲ့တယ် တူဇန်ဇင်းဆန်နိုင်ခတ်အောင်နုစီယာဟီနာအနောက်အတုံပန်အင်ဇုံကြပီလကီလိုမ်တူဇင်းဆန်ရဆက်တဲ့တော့ကပပိုက်တော့တက်တဲ့အနောက်ဝိနာအောင်နဒေါ်နိနာတူဇန်ကိုနာဝန်ကမ်တုံဘက်ဘက်တထူကငယ်နုချေအရှာပန်ကမ်တုံငါမဲไอ้ส่งตุนกุ้มส้มทุ่มบังยี่ดีไงแบบสัตว์นอนลงมา ဒီမနေ့ဆရာတော်ကြီးဘုံတော်ဝင်စားတယ်ဆိုပြီးတရင်ကြတော့ကျွန်တော်လိုက်တော့တဲ့အချိန်မှာသူလူနာစောင့်တဲ့လူကဆရာတော်ကသူအသက်မထွက်ခင်ထီအခြားသောဘာသာစကားနဲ့ဆူတောင်းတယ်တဲ့ဆရာတော်ကြီးကဒီဝိညာဉ်ဆုကျေးဇူးရတာကြာလာပြီဒါပေမဲ့သူမတုံးမဲထားတာဖြစ်ပါတယ်แต่เจ้ส่งลำมีอินะมุนลักิตา အတွင်းလူသူ့ရဲ့အတွင်းလူကပြန်ပြီးသူ့ပေါ်မှာနေရာယူတာဖြစ်တယ် แต่จริงจังนี่ตักในขดาหันทั้งสักดีจังไอ้ปอลปีไอ้อะไรอย่างเดียไอ้เอเรียเป็นอามองวานวิเวียงกูเตะอากิปันอามองปัตตะเตะหิมอกิมันนี่นะจริงจังในขดนี่นะเสียปากหันทั้งสักดีไอ้แต่ทุ่มมีแต่กว่ามาแก้มไปวินะอันนุ่งเป็นเสียปาตัวที่สัตว์ขบดิ้งส่งตัวฮีซัลมอนส่งตัวองเกนิง ကျွန်တော်ချစ်လာဆိုတော့ဆရာတော်တိတ်ခါတော့ဆရာဆုံးချင်းပါဝါဘုံတော်ဝင်စားတယ်မနေ့ဖြန်မွန်လွေတနိုင်မှာကျွန်တော်စာပနာအစီအစဉ်ရှိမှာဖြစ်တဲ့အတွက်ကြောင့်ဒီမှာကြောက်လာကြတဲ့ယုံကြည်သူများလည်းပဲတက်နိုင်တဲ့လောက်ကျွန်တော်သွားပြီးမှတွေ့နောက်ဆုံးခေတ်စဉ်လိုက်ဖို့အတွက်အားလုံးကိုဒီကနေနိုးစော်ချင်ပါတယ်ခင်ဗျာ သူစဉ်ဆောင်ဆရာဟက်အပေါ်ပြဆရာတင်တော့ကဗတဲ့လူတက်တဲ့ကျန်ကမီတမ်ပီတန်နောမတိုင်ချန်ထုံငယ်ကြောက်ရင်ကချစ်လခဆန်ရဝိနာခွန်ဘော်လင်းအောင်ချမောကေ ဒီမနေ့ကျွန်တော်သူစီမှာကမန်ကနလိုက်တော့တဲ့အချိန်မှာလူကတော်တော်များများရောက်နေပြီဖြစ်တဲ့ကြောင့်ခဏလေးဆူတောင်းပြီးမှပြန်လဲထွက်ခေါ်ဖို့စဉ်းစားပြီးမဲ့ဝိညာဉ်တော်ကအဲ့လိုမလုံးနဲ့ဒီမှာဆူတောင်းအစီအစဉ်ခဏလို့ဆိုပြီးမှကျွန်တော်နိုးဆိုပါတယ် လာဘယ်ဆလုံအိုင်ဇုံပစန်ကမလ်ကိဟ ோம் ဆွန်မန်ကေဝေဘွာ တချင်းတော့မဆူဖြစ်တော့ပေမဲ့နှုတ်ကပတ်တော်တော်တော်များများဝင်ငါဖြစ်ခဲ့ပါတယ် ခဆန်ရဝိနာဘန်ဂေနယမ်ချေလေกันเสียมบานอีนาซาซาอุนอามาคำสังอาคงช่วยเด้งไอ้สุนกีกุนจิโมกันไปอามาวิญญาณว่าကျွန်တော်တို့ဘာပြောလဲဆိုတော့ငါရဲ့တစ္ဆာရှိတဲ့ငယ်သားကောင်းပေါ်မှာတင်တော့မေတ္တာရှိရင်ရှိသလောက်သူ့စကားကိုနားထောင်ပါလို့อามาตุงโตนะคงลำละนะแต่ตุนนั่นไล่ดัลเตอแหลมกีกุนจิသူအားဖြင့်နေတော့အားလုံးကိုငါပြောခဲ့တဲ့ညွန်ကြားချက်တွေလမ်းပြမှုတွေအားလုံးပြန်အမှတ်ရပါလို့နှိုးဆော်တယ် ite nga akyang nga ka to hun be ke yun ji သူဘေးနားမှာသူ့ကိုချစ်လို့ဆိုပြီးငိုကြွေးတာတက်တက်နဲ့အချိန်မကုန်စေနဲ့ ama zangin kong thui na sa teng nun tak pi un chi a tu jing chik ma huna ke to bangina silwang kya nga to pa ho pi na tam nga ngi lo သူ့ရဲ့အလောင်းနားမှာကျွန်တော်ရက်နေတဲ့အချိန်မှာဝိညာဉ်တော်ကသူ့အားဖြင့်နေတော့ငါပြောခဲ့တဲ့အရာတွေအားဖြင့်
လိုက်လျှောက်အသက်ရှင်ကြပါဆိုပြီးဝိညာဉ်တော်ကနိုးဆော်တယ်ကျွန်တော်တစ်သက်လုံးမှာအလောင်းဘေးကနေဝိညာဉ်တော်အဲ့လိုနိုးဆော်တာအခုပထမအချိန်ပဲဖြစ်ပါသေးတယ် Tôi te tôi tenga tên kiang siapa ina ông gen sa teng nun tak pi na to lak di အဲ့ဒါကြောင့်သူ့ဘေးပတ်လည်မှာထိုင်တဲ့အားလုံးစီမှာကျွန်တော်ဗာပြောလဲဆိုတော့ဆရာတော်ကိုတကယ်ချစ်တယ်ဆိုရင်သူဟောခဲ့တဲ့တရားသူတွင်တင်ခဲ့တဲ့ဆုံးမမှုတွေအတိုင်းကျွန်တော်လိုက်လျှောက်ရအောင်ဆိုပြီးကျွန်တော်မှာခဲ့ပါ to ben in ma ai mana to ông gen paking ei te le ham sian ai kipel na thu jong mangil ke ni ကျွန်တော်တို့ချစ်လာစောတော်ဆရာကြီးအကြောင်းဒီမှာခဏထည့်ပြောတာဖြစ်ပါတယ်အဲ့လိုကြောင့်ဒီကျွန်တော်တမန်ကျမ်းထဲမှာယုံကြည်သူနဲ့ကြိမ်ချင်းမပတ်သက်တဲ့အကြောင်းပြန်လည်ပြီးဆင်ခြင်ရအောင် itenga JESUH na singlam te tunga na sep na to Satan tunga zo na poi kham chi thu gen ကျွန်တော်ဒီကျမ်းပိုင်းမှာမြင်တဲ့အတိုင်းခရစ်တော်လက်ဝါးကအတိုင်းမှာသူရရှိခဲ့တဲ့အောင်ပွဲအားလုံးထဲမှာစာတန်နဲ့သူ့ရဲ့တကူလည်းပါပါတယ် toy manin chum mi ten Satan na zo na dingun mal khat zo han cham ngei lo di ဆိုတော့ယုံကြည်သူတွေကစာတန်ကိုအနိုင်ယူဖို့အတွက်စ조사စရာမလိုတော့ဘူး Satan na zo nang zo an tang ngei lo di စာတန်ကိုအနိုင်ယူဖို့အစာရှောင်ဆူတောင်းစရာလည်းမလိုတော့ဘူး zo sai lam tel sin sen di နိုင်ပြီးသားဖြစ်တာကိုဝန်ခံရရမယ် hallelujah Amen. zo sai lam tel sin sen di တရားအောင်ပြီးသားဆိုတာသိဖို့အရေးကြီးတယ် som ko le nga kumina 1995ခုနှစ်တုန်းက ya mong jo pa na tan lo tembo phong bien nong pa ye မုံရွာနဲ့ကျွန်တော်တင်းမောတွေစီးပြီးမှဖောင်းပြင်ထိခီးတယ်သူတို့ပို့ဆောင်ပေးလို့ရှိတ ตัว ယ် tan lo tembo khat number khat na pen a kep ting pa gilo lo ma main to tembo sunga na sem bek som thu ma mai be အဲ့မှာအဲ့တင်းမောတွေထဲမှာတင်းမောတစ်စီးမှာဝန်ထမ်းအယောက်30ရှိတယ်သူတို့ရဲ့ဦးစီးကတော်တော်လေးဆိုးတဲ့ဦးစီးဖြစ်တယ် thuak zo vet lo wai jang amount lai an သူ့ဝန်ထမ်းလက်ငယ်သားတွေကမခံနိုင်တော့တဲ့အစုံသူတို့စာတစ်စောင်ရေးလိုက်တယ် tai lai hia သူတို့ကတိုင်းရုံးမှာသူတို့တိုင်စာပို့လိုက်တယ် ka captain pau gilo lo ai manina ama top zo ding mo ko top zo ding ကျွန်တော်တို့ရဲ့တင်းမောကပတိန်မူကအရန်ဆိုးလို့တဲ့အတွက်ကြောင့်သူ့ကိုအလုတ်ထုတ်မလားကျွန်တော်တို့ပဲအလုတ်ထွက်လိုက်ရမလားဆိုပြီးတိုင်စာပို့လိုက်တယ် ตัวlai tai yong tun dak jang to tenga ulian te ina toile man mo man lo man lang takina ava enchan ding ina inquiry va payun chi ina thaulani te va pai အဲ့တိုင်စာရတဲ့ခါမှာတိုင်းရလူကြီးတွေကဒီတိုင်စာဟုတ်သလားမဟုတ်သလားစုံစမ်းဖို့အတွက်စုံစမ်းစစ်ဆေးတဲ့ကော်မရှင်တစ်ခုပို့လိုက်တယ် atak tak ben phong pin dong asui ding in ai zonga phong pin dong sui lo ya kaliwa zong tung man lo mong jo panang ka to u seli sei kan ni atun wa athei nop khem be thei ta အဲ့ဒီစုံစမ်းစစ်ရေးအဖွဲ့ကသူတို့မုံရွာနဲ့ဖောင်းပြင်ကြားထိလိုက်စရာတောင်မလို့စိတ်ကန်းနှစ်ခုစာပဲလိုက်ရသေးတယ်သူတို့သိချင်တဲ့အရာအားလုံးသူတို့သိသွားပြီ a captain pau pen alai sunga athei u sanga kilo zo သူတို့ဘာသိလိုက်လဲဆိုတော့တိုင်စာထဲကထက်တောင်မှအပြင်မှာပို့ပြီးဆိုးသွမ်းတယ်ဆိုတော့သူတို့သိမြင်ကြတယ် to jamau zong tua kina cha veng veng ina lai at ki အဲ့တော့စုံစမ်းစစ်အဖွဲ့ကသူတို့ပြန်လှည့်လာပြီးတော့မှစာတစ်စောင်ပြန်ရေးလိုက်တယ် tua lai pen bang hiam chi le hi nge captain pa pen nang pen hi tembo to ki sainon lo hi te hi tembo panin nang kong khol saku hi chi lai at captain pa nga dinga to captain pa lai azakiat na thu a chei na ding wa mei tu zong anasem te pia ตัวลายตัวอปัวกูเป็นตัวลายตัวเต้นน่ะตัวลายอันนี้กัวขุดสุงะว่าเขาย้ำจีเลยเก็บเต้นปาขุดสุงะอาบขา အဲ့စုံစမ်းစစ်ဆေးအဖွဲ့ကစစ်ဆေးပြီးတော့မှသူတို့ကဒီကပတိန်တကယ်ဆိုးတယ်ဆိုတဲ့အကြောင်းသိတဲ့အတွက်ကြောင့်
captain ကိုအလုတ်ထုတ်လိုက်တဲ့စာရေးတယ် captain တင်းနဲ့ဒီတင်းပေါ်ဘာမှမပတ်သက်တော့ဒီနေ့အစာတင်းကိုအလုတ်ထုတ်လိုက်ပြီဆိုတော့စာကိုသူတို့ကစာတိုင်းမှာပို့ပြီးတော့မှဘယ်သူလက်ထဲရောက်လဲဆိုတော့အလုတ်ထုတ်ခံရတဲ့ captain လက်ထဲမှာအဲ့စာရောက်လာတယ် Captain pana azakia lam aman lim tagatel အဲ့စာရောက်တော့သူစာဖွင့်ဖောက်ပြီးတော့အော်ငါအလုတ်ထုတ်ခံရပါလားဆိုတော့ तू ကောင်းကောင်းသဘောပေါက်တယ် hitembo tunga aman malchia samjang chen chuane lon lo lam tel ဒီတင်းမောပေါ်မှာသူ့ရဲ့အာနာတကောတစုံတစ်ခုမှမရှိတော့ဘူးဆိုတော့ तू ကောင်းကောင်းနားလေ ai song azakia lam pe ni tenga na sem ten achei lo lam so man tel ဒါပေမဲ့ तू အလုတ်ထုတ်ခံရတယ်ဆိုတဲ့အကြောင်းသူ့ရဲ့လက်အောက်ငယ်သားတွေဘယ်သူမှမသိသေးဘူးဆိုတာ तू သဘောပေါက်တယ် toy manina chuane non lo hanga achune non lo lam atel lo na sem te tunga nidang sa nga azza sagya gilo zo အဲ့ဒါကြောင့်ဒီ captain က तू အလုတ်ထုတ်ခံရပေမဲ့ तू အလုတ်ထုတ်ခံရမှမတိသေးတဲ့သူ့ရဲ့လက်အောင်ငယ်သားတွေပေါ်မှာအရင်တက်ခုနှစ်ဆပို့ပြီးစိုးသွင်းနေနှိမ့်ဆက်တဲ့ညင်းပန်းနေ toy dak te ana sem te ina thuak zo non lo wai changa nak pi taka alungu anop lo chang nikhat na sem de khat makai pa set khan sunga engine 8 kala ama ka tawin akhana avato kele alukam nuaya azakia na laimu အဲ့လိုနဲ့သူ့လက်ငယ်သားတွေညင်းဆဲနေဆက်ချင်းမောင်မြောက်များစွာခံတဲ့အဆုံးတယောက်ကဆက်ပြင်ဖို့အတွက် तू ခေါင်းခန်းကိုတွားတဲ့အချိန်မှာ captain မရှိတာနဲ့တိုက်ဆိုင်ပြီးတော့မှ captain ခန်းဝင်တဲ့အခါမှာ captain အလုတ်ထုတ်ထားတဲ့စာတစ်စောင် तू တွေးလိုက်တယ် tua dak te o ko pen hipa za akyat lam tur khakhat awale mok ve ka cheilo man wo khakhat wal amok chua khi ve unge chaman telta အဲ့အလုတ်သမားကစာကိုကြည့်လိုက်တော့သူတို့ရဲ့ captain အလုတ်ထုတ်ခံရတာတလားတောင်ကြော်နေပြီဟာအလုတ်ထုတ်ခံရတာတလားကြော်တွင်းမှာငါတို့ကိုမတရားထပ်ပြီးနှိမ့်ဆက်ပါလားဆိုတော့သဘောပေါက်လိုက်တယ် to chama jong to live to pusok deng ki choile captain bangka to ja khan atun dak te captain pana to pa angei ma banga kok phe kei khana bang hi na chia sui le bet thwa dinga ki choile amana sakyan na lai lak nang le hi ki sai non lo ဒီဆောင်မြင်တဲ့အခါမှာ तू ကဒီအခန်းထဲကစစ်ခန်းထဲကပြန်ထွက်လာတဲ့အခါ captain နဲ့အခန်းဝမှာစုံတယ် captain ကသူ့ကိုအရင်လိုပဲနေငါအခန်းမှာခွင့်မတောင်းပဲဝင်ရကောင်းလားဆိုမှနရင်အုပ်ဖို့လှုပ်တဲ့ချိန်မှာ तू ကစာတစ်ဆောင်ပြလိုက်တယ် himulle nang ki sai non lo ko te tunga nang chune na mal jong nei no lo ite malang takin puswakin chi ငါတို့ကိုနေနရင်အုပ်လို့များတော့ငါတို့နဲ့နေဘာမှမဆိုင်တော့ဘူးနေအလုတ်ထုတ်ခံရပြီမဟုတ်လားအခုချက်ချင်းထွက်ဆိုပြီးမောင်းထုတ်လိုက်တယ် ตัวจีเจียงอ่ะฮิปานะกัสกี้ลำเทยมกเวเจตางำนอลวินอันว่าตัวสุกอัฐินายเราเต็งบ้านเบ็ดเพย์จี အဲ့လိုနဲ့ captain က तू ကစက်ခေါင်းကနေမောင်းထုတ်ခံရတဲ့အတွက်ကြောင့် तू အောက်ဆင်းတယ် तू အလုတ်ထုတ်ခံရမှမတိသေးတဲ့ကျန်တဲ့ငယ်သားတွေအကုန်လုံးတယောက်ပြီးတယောက်နရင်ပိတ်အုပ်လိုက်တယ် ตัวมาบังอินตัวนี้ซาตานี่นะนั่งตัวชวนนี่นอนเราละมันซาซาเท အဲ့လိုပဲစာတမန်နဲ့ကတင်းပေါ်မှာသူ့ရဲ့တကောမရှိဘူးတင်းနဲ့မဆိုင်တဲ့အကြောင်း तू ကောင်းကောင်းသဘောပေါက်တယ် ปอลปีตัวซาตานี่มัลขัดจงชวนนี่เราละซาซามันเท အသင်းတော်ပေါ်မှာစာတန်ဘာမှမပတ်တဲ့အကြောင်းစာတန်ကိုယ်တိုင်ကအတိဆုံးဖြစ်တယ် ไอ้จงตุนกัวเต็งนองกายสักยามจิเลอาซันนี่นอนเราละอาชุนนี่นอนเราละอาเทยเราตะปีโรเต็ง ဒါပေမဲ့ဘယ်သူတွေကို तू ဒုက္ခပေးနိုင်တယ်လဲဆိုတော့စာတန်ကအဲ့လိုအခွင့်မရှိတော့တဲ့အကြောင်းမတိသေးတဲ့ယုံကြည်သူတွေ โดยมันมีเสียงดูเข้มเป็นซาตานนั่นโซนังหันจำไงเราดิ အဲ့တော့ယုံကြည်သူတွေစာတန်ကိုအနိုင်ယူဖို့ကြိုးစားကြမလို့ สู้หางนั่นโซสาธุต่างกูแค่ ခရစ်တော်အဖြစ်ယုံတဲ့အကြောင်းအောင်နိုင်တဲ့အကြောင်းဝန်ခံဖို့ပဲဖြစ်တယ် กำมังสุงะกำตังกูหนังโตกิไซเกจิดิ စာတန်တင်းတဲ့ငါမဆိုင်တော့ဘူးဆိုပြီးကြွေးကြော်လိုက်ပါ feeling สุงะกำตังกูหนังโตกิไซเกจิ အခါစားခြင်းနဲ့တင်းမဆိုင်ဘူးဆိုပြီးကြွေးကြော် สิง လိုက်ပါ ลามแต่หนังหัวเล่าสาหิเต လေဝါကလည်းမတင်းအ แก ရှော ยั က် หัว တ โซ မဖြစ် ซา တ กะ ယ် ฮี နေနဲ့ငါနဲ့မဆိုင်တော့ဘူး หนังเล็กขังกิไซโลวิเต ငါမျိုးစတဲ့နဲ့ဘာမှမပတ်သက်တော့ဘူး จีเทนาหนังสุงะวิ ဟ
路追着下的快点天嘛。但们都把顺新兰的都salmat的阿盖国bangin撒旦东阿做那不会哈米。คริสต์วันเลวกาได้มาอายาอาลก็ลุดเชื่อคนเปิดลูกเบซาตานบอมาเลตูเอาไหนแค่บาร์มิ Mimal khasim to ban ho bi chata hen. Amen. Amen. Toy manin tunia mi siang do kempe wina. Ham sian na kempe. Satan na sep na kempe asu seding a JESUH pai suk ai lam. Lim takina. Pinunta na songa iteling. Pasiani nong deisa. คริสต์ကိုယုံကြည်လက်ခံလို့ရှိရင်သူပြောသမျှတော့ကြင်ချင်းအားလုံးနဲ့ကျွန်တော်တို့မဆိုင်တော့ဘူးဆိုတာသိဖို့အတွက်အင်မတန်အရေးကြီးပါတယ် Achum na JESUH pai na pen adim le nun ta na ong pedi nga ong pai hi. တတိယချက်ခရစ်တော်လောကကိုကြွလာတဲ့အကြောင်းရင်းကပြေဝပြည့်စုံတဲ့အသက်တာပြေဝတော့တက်တာပေးဖို့ကြွလာတာဖြစ်တယ် Mo na in mun alang ma idin huana adan te lom tai nun tak zia ben nang le ke ya ding hi. ပြေဝတဲ့အသက်တာဆိုတော့ဒီလောကမှာအပြစ်တရားနေရမယူခင်အေဒီဥယျာဉ်ထဲမှာအာဒံနဲ့ဤဝဇနီးမောင်နှံရဲ့ဘဝမျိုးကိုဆိုလိုတာဖြစ်တယ် Illa minamau khat be be buang eloi. သူတို့ဘယ်တော့မှအိမ်ဆောက်ဖို့အတွက်မကြိုးစားခဲ့ဘူး Negle don ding ina khol sa kai nge eloi. စားတော့ဖို့အတွက်သူတို့ဘယ်တော့မှချွေးထုတ်ပြီးအလုပ်ကြိုးစားလုပ်တယ်ဆိုတော့မတွေ့ရဘူး Amau chu piak bek ngayin nun tak na anei singkung ganing khem pe om dim demoi. အဲ့ဒီစာအာဒံနဲ့ဤဝစီယလာတဲ့အမိန့်ကိုနာခံဖို့အတွက်တတဝအားလုံးကစောင့်ဆိုင်နေတာဖြစ်တယ် Amau nu pai nun tak na dia kitang sam khem be pasiani bol sak dim demi. သူတို့ဇနီးမောင်နှံအတွက်လိုအပ်သမျှအားလုံးပြည့်စုံဖျား To ben pasianin eite adi anagel nun tak zia khat ai. တင်းနဲ့ကျွန်တော်တို့လည်းဖျားကထိုကဲ့သို့သောအသက်တာကိုပေးချင်တာဖြစ်တယ် To ben Lucifer ina pasian kyang man akyat chiang in nakpi takina lungkim loi manin adani nun sia teng nana susyai. ဒီအရာကိုမြင်တဲ့အခါမှာလူစီဖာဆိုတဲ့စာတန်မာနကဖျားရဲ့အကြံစီနဲ့ဒီပြည့်စုံတဲ့အသက်တာကို तू ကလိုက်ဖြစ်စေဖို့ကြိုးစား Mo na to adan tung athunai na khem man lakyai. ဘယ်လိုဖြစ်စီပြီးလူယူတယ်လဲဆိုတော့အပြစ်ထဲမှာသွေးဆောင်ဖျားယောင်းခြင်းနဲ့လူယူလိုက်ပါတယ် Satani nasip na khem asu seding a JESUH ong paya nun tak zia masabek ong pen ong piak som non lo to ba JESUH pai chang tua sanga aching zo ong peding ong pai ai. အဲ့လိုစာတန်မာနကဖြစ်စီပြီးလူယူပြီးသားဖြစ်တဲ့ပြည့်စုံတဲ့အသက်တာပြန်လဲပေးအပ်ဖို့ခရစ်တော်ကြွဆင်းလာတယ်လို့ပို၍ပြည့်စုံတဲ့အသက်တာပေးဖို့လဲသူကြွဆင်းလာတာဖြစ်တယ် To ban mi mal khat simo pi chata hen. အာမင် Amen. To ba JESUH ni tenga John Elian som ne som na gutapa Satan pen aguding athat ding asu sedin ong pai hi. Kei kai le adim le nun ta na apedi ong pai kai hi. ရှင်ယောခရစ်ကျမ်းခန်းကြီး30ပိုင်းငယ်30မှာတခိုးဒီခိုးယူတပ်ဖြစ်စီဖို့လာတည်ငါမူကားတိုးတော်အသက်ကိုရစီတာမကသူအသက်ကိုကျွေဝပြည့်စုံဖို့လာတယ်လို့ပြောပါတယ် Toy le to ba JESUH leitunga ong pai na ARD nga bangza aman lungsim toldam na ong piang sa. ခရစ်တော်လောကကိုကြွလာခြင်းအဖြစ်ကျွန်တော်ဘယ်လောက်ထိတက်တာရရတယ်လဲဆိုတော့စဉ်းစား To ban mi mal khat simo pi chata hen. အာမင် Toy te tu ni mi siang no te kha swakta bekilo. Ham sian na pan long swakta bekilo. Inun tak sungma ma pasian min chan na dinga toldam di. အဲကြောင့်ခရစ်တော်ကိုယုံကြည်တဲ့လူတိုင်းကဝိညာဉ်ကယ်တင်ခြင်းရာယုံတက်တယ်မဟုတ်ဘူးချိန်ချင်းကနေလွတ်မြောက်ဖို့တက်တယ်မဟုတ်ဘဲနဲ့တင်းနဲ့ကျွန်တော်အားဖြင့်ဘုရားဘုန်းတော်ထင်ရှားဖို့ဖြစ်ပါတယ် Minun tak na enga hial na tampi anei ding to banong de saklo. သူတစ်ပိုင်းအသက်တာကိုမနာလိုဝန်တိုပြီးမှဒုစိတ်ထဲမှာကြာရဖို့ဘုရားအလိုတော်မရှိပါဘူး Wa manun tak na engia lo lungsim toldam de to ban ei teng ဘယ် penwan. သူကိုမှမနာလိုစရာမလိုတဲ့ဘဝအနေထားဘုရားကတင့်ကိုပေးချင်တာဖြစ်တယ် Ay man anu no konggen no pen hi lai seno sunga eya sunga bang jem jele nalungsim anop sakma bang in ji. ဒီမှာကျမ်းစာထဲမှာကျွန်တော်အချင်းချင်းတို့တင်းဤစိတ်နှလုံးဒီကောင်းစားတကယ်တော့တဲ့ Hey hi mang lai sungma ye tak changa thuanget na kongi lo mo
nalungsim anopsak mabangin napumpile nakazong nuamsan ahaw nang tukong isakije 就ဒီကျမ်းစာထဲမှာတင်းစိတ်နှလုံးကောင်းစားတဲ့ကဲ့သို့တင်းကိုယ်တိုင်ကောင်းစားကျမ်းမာဖို့လို့ငါဆုတောင်းပေးတယ်လို့ပြောပါတယ် toy dakte pasianina ipumpile ilungsim inopsak ngiat nangzong amanong de isaki ဘုရားကကြောဝိညာဉ်တက်တဲ့မဟုတ်ဘဲနဲ့ဝိညာဉ်နဲ့ခန္ဓာနှစ်ပါးစလုံးငြိမ်သက်ခြင်းရဖို့အတွက်အလိုတော်ရှိတယ် Taupan hopi jatahen Amen toy manina ilungsi tua pumpi lungsim akhan to nang inopsak na dingina jaisun sem hinta ay manin tua asepte inunta na song kila nang to tangkhat pen na lungsim anopsak masak di tubi ကျွန်တော်ကျမ်းစာထဲမှာတွေ့တဲ့အတိုင်းခန္ဓာနဲ့စိတ်ဝိညာဉ်နှစ်ခုစလုံးကောင်းစားဖို့အတွက်နှလုံးသားထဲကဘုရားရဲ့ကောင်းမြတ်ခြင်းတည်ရှိဖို့အရေးကြီးပါတယ် ite nga isangam kolte laya pen say na long kaung sa te ke to cheve to ben nak pi ta ho eve tu na ipum pile ine isale isep ibol na te I khan to na dinga man ki pekin ta nang man na piak be dingom lo to teng khem ko ibanga lak kheding I yam chile na lung sim nuam sa sak di te che ကျွန်တော်ဒီကျမ်းစာမှာတွေ့တဲ့အတိုင်းဖြစ်လာမဲ့ဘဝမှာကျွန်တော်ကြုံလာမဲ့အနာဂတ်မှာကောင်းစားဖို့အတွက်ဆိုရင်အရေးကြီးဆုံးကစိတ်နှလုံးကောင်းစားတတ်ဖို့ bang nuam sak ding ko lai sung bang hile pen na lung sim hao sak ding che mo စိတ်နှလုံး na lung sim hao sak ding na lung sim zong sang helo ding ကိုယ်စိတ်နှလုံးကိုစိတ်ဆင်းရဲဖို့အတွက်ဘယ်တော့မှ nangai sut na sunga zon na gwalel na beidon na chimo na gente na mangbat na manta na ngai sun ngelo ding အဲ့ဒါကြောင့်ဆင်းရဲဒုက္ခစိတ်ဒုက္ခပင်ပန်းခြင်းစသည်အားလုံးကိုတင်းအတွေးတဲ့ကဖယ်ထုတ်လိုက်ပါ na lung sim hao sak nya ding တင်းနှလုံးသားကောင်းစားဖို့ပဲတွေးတော်ပါ to pan ho pi chata he အာမင် Amen. Lungsim nuam sading itenga banggeniam chile mi hoi te ina ama sunga chi kolai sunga mi hoi te ina alungsim sung akhol na hoi te lakhya aji အဲ့ဒါကြောင့်စိတ်နှလုံးကောင်းသောသူဆိုတာကသူ့အတွင်းထဲစိတ်ထဲမှာတူလောင်ထားတဲ့ကောင်းသောအရာပေါ်ထုတ်တတ်တော်သူလို့ပြောပါတယ် to ben tu pi ma ma kolai sunga banda tai ching ya dai be toi dak te na lungsim song sang nge lo ding tua ina na sunga a om na khol na tambi tak teng khem pe pen na u thu na na chou khiat chei ding nang ma nei sang swak ding တင်းစိတ်နှလုံးထဲမှာစိတ်ဆင်းရဲစေမယ့်အရာမကောင်းတဲ့အရာတွေကိုတိုးလောင်မထားပါနဲ့ကောင်းသောအရာကိုပဲတိုးလောင်ထားလို့ရှိရင်ထုတ်ဖော်တဲ့အခါမှာလေကောင်းသောအရာတွေပဲပေါ်ထွက်လာမှာဖြစ်ပါတယ် to pan mi mal khat simo pi chata he အာမင် toy manin pau nak som ni thum ne sagi na nangai sut bang hiding hi che အဲ့ဒါကြောင့်တောက်တန်23ပိုင်းငယ်ခုမှာတင်းစိတ်ထင်တဲ့အတိုင်းဖြစ်၏ nangai sut bang jeta nangai sut bang piang ding hi che toy manin na lung sim chik mun na zong sak lo ding na lung sim chik mun na sak lo ding na lung sim chik ma hu na bei dong sak nge lo ding ကိုယ်စိတ်ထင်တဲ့အတိုင်းဖြစ်လာမယ်လို့တမန်ကျမ်းစာကပြောတဲ့အတွက်ကြောင့်ကျွန်တော်ရဲ့စိတ်ထင်တဲ့အချိန်မှာကောင်းတဲ့အရာပဲထင်ဖို့တွေးတောဖို့မကောင်းတဲ့အရာတွေမစင်စားဖို့အရေးကြီးပါတယ် to pan ho pi chata he အာမင် jaisun na ke me sem khinai manin na lung sim chidam sak ding hi te ခရစ်တော်အသင်းအတွက်အရာအခတ်သိမ်းကိုအောင်ပြီးသားဖြစ်တဲ့ကြောင့်တင်းစိတ်နှလုံးကိုတေချာ ikimi pam khang khang keila ka khan na om lo chi te pe man na lung sim so gwang lo ding hi te ငါတော့အောင်နိုင်တဲ့လူမဟုတ်ပါဘူးလေငါတော့ဘယ်တော့မှကြီးပွားမှာမဟုတ်ဘူးဆိုတဲ့အတွေးခေါ်မျိုးတင်းစိတ်တဲ့ကဖယ်ထုတ်လိုက်ပါ ke khan ding a dei pasen in mi te jong khang sakhi chi ding hi te ငါကိုအောင်မြင်ဖို့အတွက်အရာခတ်သိမ်းဆွလို့ခဲ့တဲ့ငါဖခင်ကသူ့တပားကိုလည်းကောင်းချီးပေးမှာဆို ke တဲ့အ min တွေး chan ပဲ ding a တွေး dei ပါ to ba pasen mi te jong min thang sakhi chi ding hi te ငါကိုအောင်မြင်ဖို့နာမည်ကြီးစေတဲ့ဖခင်ကသူ့တပားကိုလည်းကောင်းချီးပေးမယ်ဆိုတဲ့အတွေးမျိုးပဲတွေးပါ hallelujah Amen. hallelujah Amen. toy le lai san lu sunga lung sim chidam te a ding a thu siam lo ji amen lung sim bang te a ding
alung si machidam te in nun ta na so thusia ki chi om nya lo စိတ်နှလုံးကျမ်းမာတော်သူအကောင်းမြင်တဲ့လူအတွက်တည်င်းဆိုးဆိုတာမရှိဘူး แต่มันนั่งไงสุดนะสุงะมีเตอินะนั่งเอาไว้โลวะองไงสุดดิ้งไปเป็กนั่งไงสุดเป็กมาเลยนะลุงเสียมาจิดำโลหิตายไป အဲဒါကြောင့်လူတယောက်ကကျွန်တော်ဘယ်လိုပြောမလဲဘယ်လိုကဲရဲမလဲဆိုပြီးမှတင်ဆိုးရိမ်နေတယ်ဆိုရင်တင့်နှလုံးကမမှန်လို့ဖြစ်တယ် นะลุงเสียมาจิดำเลยนั่งอะไรทุเสียมโลหิ ကိုယ်စိတ်နှလုံးသားမှန်လို့ရှိရင်တည်င်းဆိုး ไล่เสียมเราสุงะอามาเต็นเปอร์เซ็นต์มองนี่นะลุงเสียมเก็บไว้มันเห็นทุเสียสาวดิ้งเหล่าโลหิ ဆာလံကျမ်းထဲမှာသူတည်င်းဆိုးကိုကြောက်ရလိမ့်မည်မဟုတ်သူဤစိတ်နှလုံးသည်တည်ကြည်လက်ထာဝရဘုရားကိုယုံကြည်အားကို၏တဲ့ ตัวบ้านโอบิจัดตาเห็น အာမင် เปลี่ยนจิตสมนิลกวนเนี่ยสมทุลขันนะมีเต็นเลียอมูดานาปัสยานินอัตเทจียงินอนาวบหันสัก ကပောက်ကျန်းခန်းချင်း29ပိုက်ငယ်31မှာလေယာသည်အမုန်းခံရသည်ကိုထာဝရဘုရားသိမြင်၍တားဖွာရသောအခွင့်ကိုပေးတော်မူ၏တဲ့ ตัวเลยมีเตมูดานาเป็นเลียอาดิงอาทุพาสวากี ဆိုတော့လူတွေရောက်သူ့ကိုမုန်းနေတယ်ဆိုတာကသူ့အတွက်တားဖွာဖို့အခွင့်အရေးဖြစ်လာတယ် อิลุงซิมอจิดัมเลนางาดินาเคเมทุพาสวากี လူတွေတင့်ကိုဘယ်လိုမြင်မစေဂယုမဆိုင်ပါနဲ့တင့်စိတ်နှလုံးချမ်းသာဖို့ပဲအရေးကြီး ตัว ပါ ปันมีมัลขัดซิมโอบิจัตตาเห็น အာမင် โจเซฟอลุงซิมจิดัมมาไอมันนี่อโมอาคิยัลอสังกัมเตมิโมเตโอจิเปอุมาลวินโนเลโนกิโมสักเกยุนโนเลโนมิกิลามิกินาลนกิตวดเกยุนปัสยานินฮิบังหุนาเอเตนุนตักเจนดิ่งินโนเตสังอินเกยองมาโซลิโซฮีโนเป็นมิเซียฮิเกวเตปัสยันซัตเตฮิวเตจิโมไกเว ယောသလည်းပဲစိတ်နှလုံးကောင်းသောပုဂ္ဂိုလ်ဖြစ်တော့ကြောင့်သူ့ကိုရောင်းစားခဲ့တဲ့နှိပ်စက်ခဲ့တဲ့သူ့ရဲ့အကိုတွေကိုလူဆိုးတွေဆိုတော့ तू မဆွတ်ဆွဲဘူးတင်တို့ကိုတင်တို့စိတ်ဒုက္ခမရောက်ကြနဲ့မပူပန်ကြနဲ့ဆိုပြီးမှ तू ဆိုးတဲ့အရာကိုကောင်းသောအရာနဲ့ပြန်တုံ့ပြန်တယ် ตัวปันโอบิจัตตาเห็น အာမင် อีปุ่มปีเล่อินุนตักนาอาขันนางเป็นอิลุงสิมอจิดัมกูลีเจ ဆိုရခန္ဓာနဲ့စိတ်နှစ်ပါးစလုံးတိုးတက်ဖို့ဆိုရင်စိတ်နှလုံးကျမ်းမာဖို့အရေးကြီးဆုံးဖြစ်တယ် ตัวบาปเสียนินตัวลุงสิมจิดัมนาตุนิองจะปีสักตาเห็น အာမင် นางาดิงินทุเสียอมนอนโลดิง တင်းအတွက်တည်င်းဆိုးဆိုတာကြောက်စရာမလိုတော့ပါဘူး นาซิมไลเตอาเซเป็นไอซงอินนางาดิงินทุเสียมโลดิง တင်းကြုံနဲ့ဖတ်တဲ့စာတွေဘယ်လောက်ပဲဆိုးပါစေတင်းအတွက်အရာခတ်သိမ်းဒီမင်္ဂလာဖြစ်လာ นาจากทูเลลาเตนากิมนาปามันนิวส์ตอมตอมเตบังไซเซตเลนางาดิงทุเสียสวากโลดิง တင်းပဝန်းကျင်မှာဒုက္ခဘယ်လောက်ပဲကြုံနေပါစေအရာခတ်သိမ်းဒီတင်းအတွက်ကောင်းကြီးမင်္ဂလာပဲဖြစ်လာ เลอาอักิมุดานาอินะปัสเสียนมาดินาวบุหันสักนาสวากสัก သူတစ်ပါးကလေအားကိုမုန်းတီးတယ်ဆိုတာကသူ့အတွက်တားရဖို့အခွင့်အရေးဖြစ်လာတယ် มิมัลฮัสซิมตัวปันฮูปิจัตตาเห็นแต่มันตัวนี้เจสุเลยต้ององไปสุนหางเปเอเดกิจินนางไง အဲကြောင့်ခရစ်တော်လောကကိုကြွဆင်းလာတဲ့အကြောင်းရင်းကကျွန်တော်တို့ရဲ့စုံလင်ဖို့ဖြစ်လာတယ် ตัวนี้บังกิสัมเนีย ကျွန်တော်ဘာလိုအပ်ပါတယ်လဲ เจสุนตัวจึงสับเดียงไปไป တင်းလိုအပ်ချက်ဖြည့်စေဖို့ဘုရားသခင်က อีเฟกเป็นดึงตัววินขัดเวทูเงินขอมปังนี้